မင်းမတင်းမာနဲ့တော့ကွာသူဆန္ဒအတိုင်းယဟန်ပြုခွင့်သာပေးလိုက်ပါတော့ယဟန်ဘဝမှာရှိနေရင်တော့မှငါတို့ယဟန်လေးဘဝနဲ့သားလေးကိုမြင်တွေ့ရအောင်မယ်ဒီလိုသာမင်းတင်ထားရင်တော့မင်းသားလေးကဆန္ဒပြလို့အစာငတ်ခံလို့အသေးခံလိမ့်မယ်ထင်တယ်အဖိုးကြီးကနားချမှအဖွားကြီးကလည်းသဘောပေါက်ပြီးတော့ကဲသားသားလာမင်းဒီလိုကြီးတော့မနေနဲ့ကွယ်ထမင်းစားပါဟဲ့ရေတောက်ပါဟဲ့မင်းဖြစ်ခြင်းနဲ့ယဟန်ဘဝကိုအမေကလည်းခွင့်ပေးပါပြီမင်းအဖေကလည်းကြည်ကြည်နက်နက်နဲ့လည်းခွင့်ပေးလိုက်ပါပြီငါသားလေးသာသနာပေါင်းကိုဝင်ခွင့်ရပါပြီလို့အမေကြီးရဲ့နှုတ်ခလည်းခွင့်ပြုချက်လည်းပေးလိုက်ရောပြိတ္တကြီးအာရပါရနဲ့ဒုံဆိုင်ပြေးစေတော်ကြောင့်တော့ကခန္ဓာကိုယ်တွေတိုက်ကိုဝင်ရှင်တော်မြတ်ဗျာရဲ့ခြေတော်ရင်မှာရှင်တော်မြတ်ဗျာကိုယိုသေးစွာဥနှိမ့်ချလို့လျှောက်ထားလိုက်ပြီးဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့သာသနာမှာယဟန်ပြုခွင့်ရဖို့ရန်အတွက်တပည့်တော်ရဲ့မိဘနှစ်ပါးကကြည်ပြူနဲ့ခွင့်ပေးလိုက်ပါပြီဒါကြောင့်အရှင်ဘုရားတပည့်တော်ကိုသာသနာပေါင်းတွင်သွတ်သွင်းလို့ပြီးတော်မူပါဘုရားတဲ့အာရပါရနဲ့လျှောက်ထားရှင်တော်မြတ်ဘုရားကရှင်သာရိပုတ္တရာမထေရမြတ်ကိုယဟန်ပြုခွင့်တာဝန်ပေးပြီးတဲ့အချိန်ခုနကလူဝတ်ကြောင်ဘဝကအမျိုးသားလေးဟာဖောင်ဝါနေမြတ်ကြာသင်္ကန်းဆင်မြန်းပြီးတော့ရှင်ယဟန်ဘဝကိုရောက်ရှိသွားခဲ့ပါပြီအမျိုးကောင်းသားလေးဘာဖြစ်သွားလဲယဟန်ဖြစ်သွားတဲ့အချိန်ယဟန်တို့သင်ရမယ်ပရိယတ်ဒီစာပေကို၅ဝါတိုင်တိုင်သင်၅ဝါတိုင်နဲ့သင်ပြီးတဲ့အချိန်ရောက်တော့ကိုတော်လေးရဲ့တတိတံဝေကဉာဏ်တွေကနှိုးဆွာလို့လာပြီဩငါသည်မြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးကားစားအချိန်တုန်းကယဟန်ဘဝမှာယဟန်တရားကိုအားထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုခွင့်ရလာခဲ့တာအခုငါသည်စာပေတွေလည်းပဲသင်ကြားလို့တက်မြောက်ခဲ့ပြီးပြီမြတ်စွာဘုရားသာသနာကိုဝင်လာခဲ့တဲ့ရည်ရွယ်ချက်အတိုင်းငါတရားဓမ္မရှာဖွေမှဖြစ်တော်မယ်လို့ရည်ရွယ်တဲ့စိတ်ဓာတ်တရားကောင်းတဲ့ဘောဖို့ရန်အတွက်ကမ္မထာနိပြတဲ့ကမ္မထာဆရာရဲ့အတန်းကိုသွားဝိပဿနာအလုံးပေးတရားတွေနာကြားပြီးတဲ့အချိန်သာဝတိမျိုးနဲ့ခလန်းလန်းကတော်ရန်နေရှိရရဲ့သို့သပိတ်တလုံးသင်္ကန်းသုံးတဲ့ကိုလွယ်လျက်ဖြင့်တောထွက်လို့တရားရှာဖို့ကြွတော်မူခဲ့ပါပြီကိုတော်လေးတော်ထဲမှာတရားရှာဖို့ကြွတော်မူလာခဲ့ပြီမိမိတပါးနေကြောင်းလေးပေါ်မှာတပါးတဲ့ကင်းအောင်ရင်ဖြင့်မိမိရဲ့ယုတ်တရားနံတရားကိုဝိပဿနာတရားတွေရှုပွားရင်းနဲ့နေလာလိုက်တာနေက